ဒီဘိန်းနဲ့ပတ်သက်ပြီးတော့မှပြောပြပေးပါလောက်ပြပေးပါဆိုတော့ Harry ဒီမှာအခုလက်တွေ့လာပြီးလောက်ပြပေးမယ်ဆိုတော့ဘိန်းကဘာဖြစ်လို့လောက်ရရလဲဆိုလို့ရှိရင်ရေရှည်မှာဘိန်းမပြတ်အောင်လို့เนาะ Harry စီမှာ luggage အကြီးတစ်လုံးရှိတယ်သူလည်း brand ပဲဒါပေမဲ့ဒီဘိန်းလုံးကလမ်းနေပါတယ်မကောင်းတဲ့အခါကျ weight လက်ပါတဲ့အခါကျတော့ဘိန်းလုံးကပြတ်သွားတာအဲ့တော့သုံးလို့မရတော့အဲ့လိုမျိုးပုံစံမျိုးဖြစ်တာဆိုတော့ဒီမှာဘယ်လိုမျိုးလောက်ရလဲဆိုရင်တချို့ကပြောတယ်เนาะဒီမှာဘိန်းထဲမှာဆွတ်တဲ့အဆွတ်လေးရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီအဆွတ်ကလေလမ်းအရန်ကြမ်းလို့ရှိရင်ကွာတယ်เนาะကွာတယ်လုံးဝမခံဘူးအဲ့တော့ဒီကောင်လေးကဘာလုပ်လဲဆိုလို့ရှိရင်တိတ်နဲ့ပတ်တာပြပေးမယ်ဒီကောင်လေးကဝါယာတိတ်ပါเนาะမီးကြိုးတွေဝါယာကြိုးတွေပြတ်သွားရဆိုရင်အဲ့လိုမျိုးမီးရှို့ပြီးဆွဲပြီးတော့မှပြန်ပြီးဆက်တဲ့ဝါယာတိတ်ဒီကောင်လေးပဲလိုတယ်เนาะဆိုတော့ Harry အများကြီးတွားပြီးဆိုတော့နိုင်ငံတကာတွားတဲ့အခါမှာလည်းဒီကောင်လေးနဲ့ပဲဒီလိုမျိုးကတ်တယ်ဘယ်လိုကတ်ရလဲဆိုတော့ Harry ပြပေးမယ်အသေးစိတ်ဒီမှာလာကြည့်ဒီမှာဘာမှမခက်ဘူးเนาะဘာမှမခက်ဘူးအဲ့ဒီမှာဒီလိုမျိုးလေးပဲပတ်ထားတာဒီမှာအကုန်ညစ်ပတ်ကုန်ပြီအဲ့ဒါအရင်ခီးစင်ကဂျပန်သွားတော့ကအဲ့ဒါဟိုကလောက်ထားတာเนาะဆိုတော့တစ်ချက်ပြပေးမယ်เนาะဒါလေးကဒီလိုမျိုးလေးပဲပြန်ခွာလိုက်ရုံပါပဲเนาะအရန်လဲလွယ်တယ်ကိုကမသွားတော့ဘူးဆိုလို့ရှိရင်ဒီကောင်လေးကိုခွာလိုက်ရတယ်ဘာမှဖြစ်ဘူးเนาะကိစ္စမရှိဘူးဒီလိုမျိုးလေးပဲခွာလိုက်ဒီမှာကိုယ့်ရဲ့ဘိန်းကမပြတ်ဘူးရေရှည်တာမျိုးဆိုလို့ရှိရင်ဒီမှာကြည့်မယ်เนาะပြပေးမယ်ဒီကောင်တိတ်လာဘိန်းလက်ခံတယ်တကယ်လို့ကိုကနောက်ခီးစင်တစ်ခုရှိတယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုဘယ်လိုလုပ်ရမလဲဆိုရင်ဒီမှာတိတ်လေးကိုခွာလိုက်ခွာပြီးလို့ရှိရင်ဒီထဲမှာဒီဘိန်းလုံးထဲမှာเนาะဘိန်းလုံးထဲမှာဒီလိုမျိုးလေးပဲဒီလိုမျိုးကတ်ပြီးပြီလားဆိုလို့ရှိရင်ဟိုဘက်ဒီဘက်ကိုအဲ့လိုမျိုးဆွဲလိုက်တိတ်လာဒီမှာတွေ့လားဆွဲလိုက်เนาะဒီတိုင်းလေးပဲเนาะအလဲမှာစင်တာချပြီးလို့ရှိရင်ဆွဲထားလိုက်ဘာမှမဖြစ်ဘူးဒါလေးပဲသူ့ကိုဘယ်နှပတ်ရမလဲဆိုရင်တယောက်နဲ့တယောက်မတူကိုကြိုက်တဲ့လောက်ပတ်အနည်းဆုံးတော့3ပတ်4ပတ်အဲ့လိုမျိုးပတ်လိုက်ပေါ့နော်အဲ့ဒါမှလည်းပို့ပြီးအဆင်ပြေမှာမဟုတ်ဆိုလို့ရှိရင်တပတ်2ပတ်လောက်ပဲဆိုလို့ရှိရင်တော့တိတ်မခံအောင်လမ်းအရန်ကျန်းနေဆိုရင်မခံအောင်နော်ဒီလိုမျိုးပါပဲနော်ဒီလိုမျိုးပါပဲ3-4ပတ်လောက်ပတ်လိုက်ဒီလိုမျိုးပတ်လိုက်ပြီးပြီဆိုလို့ရှိရင်ဒါလေးကိုကတ်ကြီးနဲ့ဒီလိုမျိုးလေးညှက်လိုက်โอเคညှက်ပြီးသွားပြီဆိုရင်ဘေးမှာဒီမှာပို့နေတာတွေ့လားဒီလိုမျိုးပို့နေတာတွေ့လားအဲ့လိုပို့နေတဲ့ဟာကိုဒီလိုမျိုးလေးဖိလိုက်ဒီလိုမျိုးလေးလိုက်ဖိနှစ်ဖက်စလုံးဖိပြီးလိုက်နော်ဒါဆိုရင်ပြီးသွားပြီတွေ့လားအရန်လဲလွယ်တယ်ဆိုတော့ဒီကောင်လေးကိုသွားသုံးပါဒီနီလန်းသွားသုံးပါနော်တချို့ကပြောတယ်ဟိုလိုမျိုးဘယ်လိုပြောမလဲဘိန်းအစွတ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဟုတ်ပါတယ်အစွတ်ရှိတယ်ဒါပေမဲ့အဲ့ဒီအစွတ်ကရေရှည်မခံဘူးနော်လမ်းအရန်ကျန်းတယ်ဆိုလို့ရှိရင်အကောင်ကပြုတ်ထွက်တယ်ဆိုတော့ဒီကောင်လေးကိုဘိန်းလုံးတိုင်းမှာအဲ့လိုမျိုးလေးသုံးပြီးပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ luggage လဲရေရှည်ခံတယ်လမ်းကျန်းတယ်ဆိုလို့ရှိရင်တော့မှသူကောင်းသွားလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုပြန်ပြီးမျှဝေပေးတာပါဆိုတော့တကယ်လို့ကိုကခီးအမြဲတမ်းသွားရတယ်ဆိုလို့ရှိရင်ဒီ video save ထားပြီးတော့တကယ်ချင်းနေသိရအောင်လဲသွားပြီး share ထားပေးလိုက်ပါဒီသားနဲ့ပတ်သက်ပြီးအဆိုအသီးနဲ့ပတ်သက်ပြီးခီးသွားနဲ့ပတ်သက်ပြီးတော့မှဒီထက်ထပ်ပြီးအသေးစိတ်သိရအောင် Harry ကို follow မလုပ်ရသေးဘူးဆိုရင် Harry ရဲ့ Facebook page YouTube channel နဲ့ဒီ TikTok account ကို follow လုပ်သွားပေးပါကျေးဇူးတင်ပါတယ် Harry ဖြစ်ပါတယ်